ရန်ကုန်မြို့နယ်လှိုင်သာယာမှာပစ္စည်းခိုးလို့ဆိုတဲ့တားအမိကိုလူမဆန်စွာပြုတ်မှုခဲ့တဲ့ဆိုင်ရှင်ရဲ့ရုပ်သံလူမမယ်ကလေးတွေကပြစ်ပေးမှုဆိုစပါဂျာမီဒီယာပြည်ကြီးများအားလုံးပဲမင်္ဂလာပါခင်ဗျာပြီးခဲ့တဲ့ရက်ကလူမှုကွန်ရက်ဆိုရှယ်မီဒီယာစာမျက်နှာထပ်ပေါ်မှာလူအများရဲ့မျှဝေခြင်းခံနေရပြီးတော့အများသူငါရဲ့ဝေဖန်ပြောဆိုမှုတွေရှိနေတဲ့ကိစ္စတစ်ခုဟာဆိုလို့ရှိရင်တော့ရန်ကုန်တိုင်းဒေသကြီးလှိုင်သာယာမြို့နယ်ကဆိုင်တဆိုင်မှာပစ္စည်းဝင်ခိုးခဲ့တဲ့တာအမိကိုဆိုင်ရှင်မှဖမ်းမိသွားခဲ့တာဖြစ်ပြီးအခုလိုမျိုးဖမ်းမိတဲ့အချိန်မှာပဲဆိုင်ရှင်ဘက်ကနေပြီးတော့လူမဆန်စွာပစ္စည်းခိုးတဲ့တာအမိပေါ်မှာပြုတ်မှုခဲ့တဲ့ဖြစ်စဉ်နဲ့ရုပ်သံဖိုင်ဟာတွင်တွင်ကြဲထွက်ပေါ်လာခဲ့တာဖြစ်တဲ့အတွက်အများသူငါတွေကပစ္စည်းကိုခိုးယူမိခဲ့တဲ့တားမိပေါ်မှာတနာညတာစိတ်နဲ့အတူအခုလိုမျိုးလူမဆန်စွာပြုတ်မှုခဲ့တဲ့ဆိုင်ရှင်ပေါ်မှာပြစ်တင်ဝေဖန်မှုများစွာရှိလို့လာခဲ့တာလည်းဖြစ်ပါတယ်ဖြစ်စဉ်မှာတော့စောစီစီပစ္စည်းခိုးလို့ရိုက်ခံရတဲ့တားမိဗီဒီယိုကိုကြည့်မိသွားပါတယ်ပိုင်ရှင်ဘက်ကကြည့်ရင်တော့သူ့ရဲ့ပစ္စည်းတွေခိုးခံရတော့သူစိတ်ဆိုးတယ်ပေါ့မှန်ပါတယ်လက်ခံပါတယ်သူများပစ္စည်းကိုမခိုးယူရဘူးဘလို့အကြောင်းနဲ့ဖြစ်ဖြစ်ခိုးသူကမှားပါတယ်လက်ခံပါတယ်ခိုးရင်ခိုးတဲ့အတွက်ပြစ်ဒဏ်ပေးရပါမယ်သို့တော်လက်ထဲမှာလူမမယ်ကလေးလေးရှိနေပါတယ်ကလေးပန်းပြပြီးတော့လှုပ်ရှားတဲ့သူတွေလည်းတကယ်ရှိပါတယ်ဒါလည်းလက်ခံပါတယ်သို့တော်အခုခိုးတဲ့လူကိုလက်ဝယ်မိနေပြီပဲသူကိုခိုးလို့ဆဲတယ်ရိုက်တယ်ကျိုးတုပ်တယ်ထားပါတော့ဒါလည်းလက်ခံပါတယ်မင်းမဲစရိုက်တွေကအခုလိုဖြစ်နေတာမှမဟုတ်တာတခိုးမို့လို့တခိုးလို့ဆက်ဆံတာပေါ့လေထားပါတော့သူ့လက်ထက်ကသူ့ရဲ့ရင်မှာအသက်မပြည့်သေးတဲ့ကလေးလေးကိုပိုက်ထားပါတယ်အဲ့ဒီကလေးတငယ်ရှိမှတဲ့မအေးကိုခြေထောက်နဲ့နင်းနေသပင်ကိုဆောက်ဆွဲတယ်ဒါတင်မကဘူးကလေးကြည့်နေတဲ့မြင်ကွင်းရှိမှတဲ့မအေးကိုပါးရီရိုက်ပါတယ်ဒါလည်းမကပါဘူးမအေးရောကလေးကိုပါဓာတ်တိုင်မှာကျိုးနဲ့ချီထားဖို့လုပ်ပြီးတော့ခိုးတာကအမေပါလေအမေကိုအပြစ်ပေးခြင်းတလောက်ပေးပါရပါတယ်ကျိုးနဲ့တုပ်လဲရပါတယ်ကလေးကိုပါကျိုးနဲ့တုပ်နေတော့အခုဟာယူနေကြပြီလားလို့ပဲမေးနေတာပါကာယံရှင်ကိုဖမ်းမိနေပြီပဲလက်ဝယ်နေပဲရိုက်နှက်နေပြီပဲခလေးကအသက်ပြေးဖို့မပြောနဲ့ဘာမှတောင်တလုံးမှမသိနားမလည်မဆိုင်တဲ့လူသားတယောက်ပါဒီကလေးကိုပါဓာတ်တိုင်မှာအမေနဲ့အတူတူကျိုးတုပ်ထားပါတယ်တဲ့လူမဟုတ်တဲ့လူတွေပါပဲတကယ်ဆိုအမေလောက်သူကိုကျိုးတုပ်ပြီးပြီပဲသူထွက်ပြေးလို့မှမရတာကျိုးတုပ်ထားပြီးသူ့ရဲ့ကလေးကိုပေးထားရင်ကျိုးတုပ်ခံထားရတဲ့သူ့ရဲ့ကလေးကိုဖတ်ထားလို့ရပါတယ်ဒါကိုပါကလေးကိုပါကျိုးနဲ့ဝိုင်းတုပ်ကြပါတယ်တဲ့ခိုင်းတဲ့မိမရောခိုင်းတဲ့အတိုင်းလိုက်လုပ်တဲ့လူတွေကရောလူမဟုတ်ကြတော့ဘူးလားဒါတွေမကပါဘူးရေနွေးကြိုယူလာခဲ့ဆိုပြီးတော့ခေါင်းကနေကလေးကိုပါလောင်းပါမယ်တဲ့ဖယားလူတွေမဟုတ်ကြတော့ဘူးပဲပစ္စည်းခိုးတဲ့အမေကခိုးမှုနဲ့အပြစ်ဒဏ်ခံမှာဆိုင်ရှင်မိမကတစ်ဖက်လူကိုရိုက်နှက်မှုအပြင်လူမမယ်ကလေးတငယ်ကိုပါညှဉ်းပန်းနှိပ်စက်မှုနဲ့ပြစ်ဒဏ်ခံရပါစေရေနွေးကြိုနေပြီဆိုပြီးတော့ဘေးကဗီဒီယိုရိုက်ရင်းနဲ့ဖြည့်ပေးနေတဲ့လူမဟုတ်တဲ့တတ်တော်ဝါတွေပါပါတယ်လူလိုမတွေးတဲ့လူလိုမမြင်တတ်ကြတော့ဘူးဒီလိုလူမမယ်ကလေးရဲ့ကြောက်စိတ်ကြီးစိုးနေတဲ့မျက်လုံးတွေနဲ့စိတ်ဒဏ်ရာတွေကိုတွေးမိရင်ရင်ထဲမှာမွန်းကျက်လာပါတယ်ဆိုပြီးတော့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့နာမည်ကြီးဆယ်လိတူဦးဖြစ်တဲ့တီချယ်ချမ်းချမ်းအနေနဲ့ကလည်းထုတ်ဖော်ပြောဆိုလာခဲ့တာဖြစ်တယ်လို့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဖြစ်စဉ်ဗီဒီယိုဖိုင်ဟာ TikTok ဆိုရှယ်မီဒီယာထပ်ပေါ်မှာအဆိုပါဆိုင်ရှင်ရဲ့ရိုက်ကူးတင်ပြလာတဲ့အတွက်ကြောင့်မလို့သိရှိရတာဖြစ်ပြီးတော့အခုချိန်မှာဆိုလို့ရှိရင်တော့အဆိုပါဆိုင်ရှင်ကိုလည်းကြီးလေးတဲ့ပြစ်ဒဏ်ပေးရမယ်ဆိုပြီးတော့အများသူငါတွေကထောက်ခံပြောဆိုနေကြတာဖြစ်ပြီးတော့ကြီးမိတဲ့သူတိုင်းရဲ့မှတ်ချက်တွေမှာကလေးလေးကိုကြည့်ပြီးတော့တနာပါတယ်အမရဲ့စိတ်ဆိုးလိုက်တာနော်ဘလို့မှမသက်သာတဲ့အခြေအနေမို့လို့ခိုးရတာနေမှာပါသူ့မှာလည်းကလေးလေးပေါ်ဂယူးဆိုင်လိုက်တာသူခိုးတာဘယ်လောက်ထိပါနိုင်မှာလဲကလေးနဲ့ရင်ဘတ်ချာညှက်ပြီးတော့ခိုးတာပါဟုတ်ပါတယ်ကလေးလေးမှာအပြစ်မရှိပါဘူးဥပဒေရလှုပ်လဲရပါတယ်ကလေးမှာဘာဖြစ်ရှိလို့လဲဆိုတဲ့စသဖြင့်မှတ်ချက်များစွာထွက်ပေါ်လာခဲ့တာဖြစ်ပြီးတော့အများသူကအများစုကတော့ခိုးခံရတဲ့အမရဲ့ခံစားချက်ကိုနားလဲပါတယ်ဒါပေမဲ့ဥပဒေရအပြစ်ပေးရင်ပေးပါအဲ့လောက်ထိတော့မလုပ်ပါနဲ့လူမဆန်ပါဘူးကြည့်ပြီးတော့ရင်ထဲမကောင်းလို့ပါဆိုပြီးတော့လဲမှတ်ချက်များစွာထွက်ပေါ်လို့လာခဲ့တာလည်းဖြစ်ပါတယ်ဒါအပြင်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ရတဲ့နည်းနဲ့ဒီဗီဒီယိုကိုတင်ထားပေးကြပါလိုအပ်လာပါလိမ့်မယ်ဒီလူကိုတရားဥပဒေနဲ့အညီရေးယူရမှာပါဆိုပြီးတော့လည်းပြောဆိုလာခဲ့တာဖြစ်ပြီးတော့ဒီထက်ကမှတရေးနိုးတဲ့အချိန်မှာ Facebook ပေါ်မှာပွဲတွေစီးနေအခြားပွဲတွေအာရုံမရပေမဲ့လှိုင်သာယာကပစ္စည်းခိုးခံရတဲ့ဆိုင်အမကြီးသူများတွေလည်းခိုးခံရတဲ့ဗီဒီယိုတွေကိုတေခံမိတဲ့ဗီဒီယိုတွေပါတင်ကြပါတယ်အားလုံးကတခိုးကိုစိတ်တိုဆိုင်ရှင်ဘက်ကစိတ်တိုကြတာများပါတယ်အမလည်းကြမှာပဲလူဘာဝသလိုခံစားရပြီးတခိုးဘက်ကနေပါစိတ်တိုနေရတာကတော့မဟုတ်တော့ပါဘူးမကျေနပ်ရင်ရက်ကိုပုံရိုက်ထားပါတခိုးပါဆိုပြီးဗီဒီယိုရိုက်ထားပါတအားဒေါသထွက်လို့ခြေတွေလက်တွေပါအောင်ရပါတယ်တစ်ချက်နှစ်ချက်ဆိုရင်တော့တော်ပြီပေါ့အခုဟာကခမည်းပြောတဲ့လာခိုးတာတစ်ခေါက်မကဘူးလို့တနင်္ဂနွေနေ့တိုင်းလာခိုးတယ်လို့ဆိုတာကတက်တည်ပြပါအခုဟာကအမှုမကြီးကြီးအောင်ပြောနေတယ်ဆိုတာသိတာပါလေအမှန်မှန်ရင် CCTV record တွေပါတင်ပါဘဲနဲ့အခုဟာကသပင်မွေးကိုပါအရင်ကဆွဲပြီးတော့ခြီပွေထားတဲ့ကလေးအရွယ်ကိုပါစောင့်တွန်းတက်ဆိုင်ရာနဲ့ရှင်းရမယ့်ကိစ္စကိုကိုယ်စိတ်သဘောနဲ့လုပ်နေတာဘ
ပါဇက်ကပြောသေးတယ်မင်းမဲစရိုက်ဆန်စွာနဲ့လှုပ်ပေးမယ်ဆိုပြီးတော့ပေါ့နေဘူးကျဲတဲမှာလူကြီးတစ်ယောက်ကိုကျိုးတုပ်ပြီးရေနွေးပူနဲ့လောင်းမယ်ဆိုပြီးချင်းချောက်တဲ့သဘောမဟုတ်ပဲအတီကြီး3ခါလောက်ပြောပြီးတော့ရင်နွေးပူကိုတကယ်ကြိုခိုင်းတယ်ခလေးပါလောင်းချပစ်မယ်ဆိုတဲ့စကားကအမေတယောက်ရဲ့စိတ်ထဲမှာဘလောက်တောင်ပြရာခတ်သွားမလဲပြောထွက်ရတယ်ငါကမိုက်ပြီဆိုပြီးသူများထက်မိုက်တယ်တဲ့ဟုတ်ပါတယ်မိုက်ပါအမကြီးစောက်ရမ်းမိုက်ပါတယ်တကယ်လောင်းမလောင်းတော့မသိပါအသားပါခွာယူမယ်တဲ့ဗီဒီယိုရိုက်ပေးတဲ့မိန်းကလေးကိုပါစိတ်တူရပါတယ်ကြိုနေပြီတဲ့အမကြီးတရလွန်နေပါတခိုးအားပေးတာမဟုတ်ပေမဲ့ဟိုဘက်ကဘာမှမတုတ်ပြန်တဲ့အပြင်အရန်ခက်ခဲလွန်းလို့ပါရောစရာမရှိလို့ပေးတဲ့အပြစ်ခံယူပါမယ်ဆိုပြီးတော့ပြောနေပါပြီမကျေနပ်ရင်ရဲလက်အပ်ပေးပါပြောနေတာကိုဆယ်လီဖြစ်ချင်ုံတစ်တော့ရိုက်ချင်ုံနဲ့မိခင်တွေကလေးတွေကိုဂယုမဆိုင်တာလှုပ်ချင်တာလှုပ်မယ်ဆိုတဲ့သဘောတော့ဖြစ်နေပါတယ်သူ့အမားကနေကို့အမရဲ့မေတ္တာတွေခံစားရပါစေဆိုပြီးတော့လေအများသူငါကအခုလိုပဲဝေဖန်ထောက်ပြပြောဆိုမှုတွေတွင်တွင်ကြဲကြဲထွက်ပေါ်လာခဲ့တာလေဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အများစုကတော့ဥပဒေအတိုင်းအရေးယူပေးနိုင်ဖို့အတွက်မျှော်လင့်နေကြတာဖြစ်ပြီးတော့အခုလိုမျိုးလူမဆန်စွာပြုတ်မှုခဲ့တဲ့ဆိုင်ရှင်အမျိုးသမီးကိုလည်းဥပဒေအရထိရောက်စွာအရေးယူပေးဖို့အတွက်ကိုလည်းပြောဆိုနေကြပြီလေဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီဖြစ်စဉ်လေးဟာလူမှုကွန်ရက် social media စာမျက်နှာထပ်ပေါ်မှာလူပြောများရေပန်းစားနေပြီးတော့တတိပြုစရာကိစ္စတစ်ခုလည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့စူပါကျော်မီဒီယာပရိသတ်ကြီးတို့မသိလိုက်ရမရှိရလေအောင်ဖော်ပြတင်ဆက်မျှဝေပေးလိုက်ခြင်းပဲဖြစ်ပါတယ်။ပရိသတ်ကြီးတွေအတွင်းမြင်ထင်တွေကိုလည်းဒီဗီဒီယိုလေး comment လေးမှာမှတ်ချက်ရေးပေးသွားနိုင်ပါတယ်ခင်ဗျာ။နောက်တဲ့ဗီဒီယိုမှာနောက်တဲ့သတင်းချတစ်ခုနဲ့တကွာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြရအောင်ပါပရိသတ်ကြီးတို့ကြည့်ရှုအားပေးကြတဲ့ဒုတိယ channel ကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။